ဒီနေ့ရေပနန်းဆိုတဲ့ကားကောင်းလေးအကြောင်းရှင်းပြပေးမလို့နော်ဖခင်တယောက်ကသူ့သားလေးနာကျင်စွာသေဆုံးတာကိုလက်စားချေဖို့နှင်းတော်တဲ့သူ့အသက်စွန့်ပြီးဒီခရီးမှာတဘာဝရဲ့ကြမ်းတမ်းတဲ့စိန်ခေါ်မှုတွေရင်ဆိုင်ရုံမကသူ့စတိုရီမှာအမခန်းအလှည့်ပြောင်းကြီးတစ်ခုပါရှိတယ်ဗျာဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းချင်တယ်နော်ဒီစတိုရီကနောက်ဆုံးချိန်ထိကိုဆွဲဆောင်ထားမှာအသေးချာပဲဒီရှင်းပြတာလေးသဘောကျရင်ဗီဒီယိုကိုလိုက်လုပ်ပြီးဒီလိုကားကောင်းရှင်းပြတာတွေအတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ဖို့မမေ့နဲ့အောင်နော်ကဲစလိုက်ရအောင်နော်စကားအစမှာတောထဲမှာတရိษံဖမ်းတဲ့မူဆိုးအဖွဲ့တစ်ဖွဲ့ကိုတွေ့ရတာပေါ့သူတို့တွေကသားရိုင်းတွေဖမ်းပြီးသားရည်ရောင်းဝယ်ဖောက်ကားကြသူတွေပါဒီမူဆိုးအဖွဲ့ကိုသားရည်ဖမ်းသမားတွေလို့ခေါ်ကြတာပေါ့ဗျာသူတို့တွေမူဆိုးထွက်ရင်ဗျာရုတ်တရက်တိုင်းရင်းသားတွေကလာတိုက်တာပေါ့သူတို့လည်းဘယ်ကဘာဖြစ်လို့တိုက်မှန်းကိုမသိကြဘူးတိုင်းရင်းသားတွေကရဲရဲဆက်ဆက်ရိုက်နှက်နေကြတာတကယ်တော့လေကောင်းဆောင်သမီးကိုတခြားသူကခိုးသွားတာကိုဒီလူတွေခိုးတယ်ထင်ပြီးလာတိုက်တာဒီမူဆိုးတွေကမခိုးထားပါဘူးအဲ့ဒီထဲမှာဇက်လိုက်ကြီးဂါလက်စ်လည်းပါတာပေါ့သူကနေတောင်းတကောင်လည်းပါသေးတယ်သူတို့လည်းအဲ့ဒီလူတွေလက်ကနေမနှဲကိုအသက်လူပြီးလွတ်လာကြတာပြီးတော့လေပေါ်တက်မြေကြောင်းတိုင်းရှေ့ဆက်ထွက်ပြေးလာကြတာပေါ့မြစ်ထဲမှာဆက်သွားနေတော့သူတို့အဖွဲ့ခေါင်းဆောင်ကဂါလက်စ်ကိုကဲနောက်ဘာဆက်လုပ်ကြမလဲလို့မေးတာပေါ့အဲ့ဒီတော့မှဂါလက်စ်ကသူတို့ကိုဒီလိုပဲမြေလန်းကပဲဆက်သွားကြရအောင်တော့ရေလန်းကတော့မသွားတင်ဘူးဘာလို့လဲဆိုတော့လေသူတို့ကငါတို့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေမှာရေလန်းကနေဆက်သွားနေရင်သူတို့ကအချိန်မရွေးလိုက်ဖမ်းလို့ရတယ်လွယ်လွယ်လေးပဲဖမ်းမိနိုင်တာခေါင်းဆောင်ကလည်းသူ့စကားကိုနားထောင်နေဒါပေမဲ့လေအဖွဲ့တွေကတယောက်ကတော့မကျေနပ်ဘူးတောလန်းထက်ရေလန်းကရဲတိုက်ကိုပုံမြင်မြင်ရောက်မယ်လှေနဲ့ပဲဆက်သွားတင်တယ်ဆိုပြီးအဲ့ဒီအခါကျတော့ခေါင်းဆောင်ကတင်းတင်းမာမာပဲပြန်ပြောလိုက်တယ်မင်းတို့အသက်တွေဘလောက်ဆုံးရှုံးခဲ့ပြီးပြီလဲမသိဘူးလားငါလူအသက်တွေထပ်မဆုံးရှုံးစေချင်တော့ဘူးသူပြောတာမှန်တယ်တောလန်းကပဲသွားကြရမယ်တဲ့အဲ့ဒီနောက်မှာတော့ကဲအားလုံးပဲကိုပစ္စည်းကိုယူပြီးလှေပေါ်ကနေဆင်းခဲ့ကြတော့တယ်ဒီအတိုင်းတော့ဆက်သွားလို့မဖြစ်တော့ဘူးဆိုပြီးပစ္စည်းတွေကများတော့ဒီနားလေးမှာဝှက်ထားရအောင်ကွာအဲ့ဒီတော့သူတို့ကသားရည်တွေကိုကြောက်တုံးနဲ့တွေကြားတယ်ဖွက်လိုက်ကြတယ်ဒါပြီးတော့သူတို့အချင်းချင်းစကားများကြရောတချို့ကမြေကြောင်းအတိုင်းပဲဆက်သွားခြင်းနဲ့ဆိုပြီးကျန်တဲ့သူတွေကိုထားခဲ့ပြီးလှေနဲ့ထွက်သွားကြတယ်နည်းနည်းလေးသွားပြီးတာနဲ့တိုင်းရင်းသားတွေကသူတို့ကိုတိုက်ခိုက်ပြီးအကုန်လုံးကိုတပ်ပစ်လိုက်ကြတာပေါ့အဲ့ဒါကြောင့် Glass ပြောတာမှန်တယ်ဆိုတာသိတာတယ်လေဒီလိုနဲ့သူတို့ကကုန်းလန်းအတိုင်းပဲရှေ့ဆက်ကြတယ်ခရီးနည်းနည်းရောက်တော့နားကြတယ်အဲ့ဒီလိုနားနေတော့ Glass ကဘသူ့ကိုမှမပြောဘဲတောတဲ့အမဲလိုက်ထွက်သွားရောခဏနေတော့ဝက်ဝံလေးနှစ်ကောင်ကိုတွေးလိုက်ရတယ်အဲ့ဒီဝက်ဝံလေးတွေကိုတတ်တော့မလို့အလုံးနောက်ကနေဝက်ဝံအမေကြီးကလာပြီးတိုက်ခိုက်ပါလေရောဝက်ဝံမကြီးတကောင်ကသူ့ကိုဆိုးဆိုးရွားရွားကိုတိုက်ခိုက်လိုက်တာအစကသူလဲထွက်ပြေးဖို့စူးစမ်းခဲ့သေးတာပေါ့ဗျာဒါပေမဲ့ဒဏ်ရာတွေမနှဲဘူးရသွားတော့မဟုတ်တော့ဘူးတေချင်းအောင်ကိုဆောင်လိုက်ရတော့တာပေါ့ဒါတော့တိကျမှာပေါ့နော်ဝက်ဝံတွေကတေပြီးသားတေချင်းနေတဲ့အကောင်ကိုမလိုက်တော့ဘူးလေသူတေပြီးဆိုပြီးဝက်ဝံမကြီးလဲသူ့ကလေးတွေစီပြန်ထွက်သွားတာပေါ့ဝက်ဝံကြီးတကယ်ထွက်သွားပြီဆိုတာတေချာတော့မှသူကတနက်ဆွဲပြီးဝက်ဝံရဲ့လေပင်ကိုတန်းပြီးထက်ပစ်လိုက်ရောအဲ့ဒီမှာဝက်ဝံကသူ့ကိုထပ်ပြီးဒဏ်ရာတွေရအောင်ကိုတိုက်ခိုက်တော့တာပဲသူလဲဘာတက်နိုင်မှလဲပြထပ်ပြီးတေချင်းအောင်ကိုဆောင်လိုက်ရပြန်ရောအခွင့်ရေးလေးရတာနဲ့ဓာကူညီနဲ့ဝက်ဝံကိုတက်ပစ်လိုက်တော့တာပဲအဲ့ဒီတော့ဝက်ဝံကြီးကသူ့ပေါ်လဲကျလာပြီးသူပါတခါတည်းလဲကျသွားတာပဲတတိလစ်ပြီးလဲနေတာဗျာနည်းနည်းကြာတော့မှသူ့ဖော်တွေလာရှာကြတာပေါ့နော်အဲ့ဒီကြမှဒဏ်ရာတွေကအများကြီးနဲ့သွေးတွေလဲတအားထွက်နေတာတွေးကြတာပေါ့ဗျာသူတို့ခေါင်းဆောင်ကတော့ဒဏ်ရာကိုချုပ်ပေးပြီးသွေးထွက်တာရအောင်လုပ်ပေးရှာတာပေါ့ပြီးတော့အဲ့ဒီညတော့အဲ့ဒီမှာပဲနေဖို့ဆုံးဖြတ်လိုက်ကြတာပေါ့ဗျာနောက်နေ့မနေ့ကျတော့ Glass ကိုခေါ်ပြီးဆက်သွားကြရတာပေါ့ Glass ကိုတည်ရတာလူတွေတအားဒုက္ခရောက်ကြတာပေါ့ဗျာလမ်းကလည်းတအားကျန်းတာဆိုတော့အားလုံးက Glass ကိုလမ်းမှာထားခဲ့ပြီးသွားဖို့တောင်ပြောကြတာပေါ့ဒါပေမဲ့ကပရိန်ဟင်ရီက Glass ကိုတယောက်တည်းထားခဲ့ဖို့လုံးဝမလိုချင်ဘူး Glass နာကျင်နေတာကိုလည်းလုံးဝမကြည့်ရဘူးဗျာအဲ့ဒီနောက်မှာတော့အဲ့ဒီလူတွေတဲကတယောက်ကပြောတာဒီလူကြီးဒုက္ခကနေလွတ်မြောက်သွားအောင်အဆုံးသတ်ပေးလိုက်ရအောင်နဲ့ကပရိန်ဟင်ရီကတော့တကယ်မလုပ်ချင်ရှာဘူးဒါပေမဲ့မြင်ရတာအားနာလာတော့သူ့မျက်လုံးကိုစီးပြီးပြစ်ဖို့ပြင်ပါလေရောအဲ့ဒီမှာပဲသူ့သားဟော့ကအဖေရွယ်မလုပ်ပါနဲ့လို့တောင်းပန်တော့မှကပရိန်ကလက်လျှော့လိုက်တာပြီးတော့သူအားလုံးကိုပြောတယ်ငါတို့ဘယ်ကဖြစ်ဖြစ်အကူညီရအောင်သွားရှာမယ်အဲ့ဒီကြားထဲမှာတော့ဒီလူကြီးနားမှာ3ယောက်ဆောင်ပေးရမယ်တဲ့စောင့်တဲ့သူကိုဒေါ်လာ80ပေးမယ်တဲ့အဲ့ဒီမှာပဲသူ့သားရဲ့သူ့တငယ်ချင်းတယောက်ရဲ့ကကျွန်တော်တို့ပတ်စံမလို့ချင်ပါဘူးသူ့ကိုဆော့ရှောက်ပေးဖို့ပဲနေမှာပါဆိုပြီးပြောတာပေါ့ဒီလူကြီးကိုတိတ်မကြိုက်တဲ့ဂျွန်ကတော့ကပရိန်ကိုပြောတယ်ကျွန်တော်ဆောင်ပေးမှာပဲဒါပေမဲ့ဒေါ်လာ80
လက်ထက်ပိုလိုချင်တဲ့ပေါ့ကပတိန်ဟင်နရီကလည်းဒါဆိုဒေါ်လာ100ပေးပါမယ်လို့ပြောလိုက်တာကပတိန်ဟင်နရီကဂျွန်ကို glass ကိုတေချာကယူဆိုင်ဖို့တည်ရင်လဲတေတေတက်တက်တကြိုပေးဖို့မှာတယ်အဲ့ဒါကိုဒေါ်လာ100ပေးမယ်ဆိုတော့ဂျွန်ကလည်းသဘောတူလိုက်တာပေါ့ကျန်တဲ့သူတွေအကူအညီသွားရှာချိန်မှာ glass နဲ့အတူ3ယောက်ပဲကြံခဲ့တယ်နောက်နေ့မနက်မှာ glass ရဲ့သားကသူ့အဖေကိုအသက်ရှင်ဖို့အားပေးနေတာတွေ့ရတယ်တိတ်မကြခင်မှာပဲ glass ရဲ့သားနဲ့သူ့တငယ်ချင်းတွေကအစာရှာဖို့တော်တဲ့အမဲလိုက်ထွက်သွားကြတယ်လေဒီအချိန်မှာဂျွန်က glass သေးတာကိုပဲစောင့်နေခဲ့တာပေါ့ဒါပေမဲ့ glass မသေးပဲရှိနေတာကိုတွေ့ရတော့ဂျွန်က glass ကိုမင်းရမ်းနာကျင်နေတယ်ဆိုတာငါသိတယ်ဒီဒုက္ခကနေလွတ်မြောက်ချင်နေတာလဲငါသိတယ်မင်းတငယ်ချင်းအနေနဲ့ငါကလို့ပြောလိုက်တာပဲဒီလူကြီးက glass ကိုမင်းခံစားနေရတဲ့နာကျင်မှုတွေကနေလွတ်မြောက်အောင်တတ်ပေးမယ်တဲ့ဗျာတေးချင်းရင်မျက်လုံးလေးတစ်ချက်မိတ်ပြလိုက်ပါတယ်မိတ်ပြတာနဲ့လေပင်းညစ်တက်မယ်ဆိုပြီးချင်းချောက်လိုက်ပါတော့တယ်အဲ့ဒီလူကစောင့်ကြည့်နေပေမဲ့ glass ကမျက်လုံးတစ်ချက်တောင်မမိတ်ဖဲကြာကြာနေနိုင်ခဲ့တယ်ဗျာဒါပေမဲ့ခဏကြာတော့သူမိတ်ပြလိုက်တဲ့ပြို့အမှန်ကတော့ glass မိတ်ပြဖို့အချိန်ကြာကြီးစောင့်နေခဲ့တာပေါ့ glass မိတ်လိုက်တာနဲ့တပြိုင်နက်တည်းအဲ့ဒီလူကလေပင်းစညစ်ပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဟာဆိုတဲ့လူတယောက်ရုတ်တရက်ရောက်ချလာခဲ့တယ်ဗျာရောက်တာနဲ့တပြိုင်နက်တည်းအဲ့ဒီလူကိုခြေထောက်နဲ့ကန်ပြီးတွန်းထုတ်လိုက်ပါတော့တယ်ပြီးတော့ဟာကဆက်ပြီးပရိသတ်တို့ရေဒီမှာကြည့်ကြပါဦးရုတ်တရက်ကြီးတယောက်ကသူ့တငယ်ချင်းကိုအော်ခေါ်နေတော့နောက်တယောက်ကစိတ်ဆိုးပြီးဓာတ်နဲ့ဘိုက်ကိုထိုးတက်လိုက်ပါတော့တယ်ပြီးတာနဲ့သူ့တငယ်ချင်းနောက်တယောက်ရောက်မလာခင်အလောင်းကိုအမြန်ဝက်လိုက်ပါတော့တယ်ဒီအဖြစ်အပျက်တွေအားလုံးကိုမြင်နေရတဲ့တက်တီတယောက်ကတော့ဘာမှလုပ်လို့မရတော့ဘူးလေစိတ်တအားမကောင်းဖြစ်နေရှာပါတယ်ခဏကြာတော့သူ့တငယ်ချင်းပြန်ရောက်လာပြီးအရင်လူအကြောင်းမေးတဲ့အခါလူသက်သမားကမပြန်လာသေးဘူးလို့လိန်ပြောလိုက်ပါတယ်တက်တီကအဖြစ်မှန်ကိုပြောပြချင်ပေမဲ့သူတငယ်ချင်းကပြောတာကိုနားမလည်တော့သူတို့တွေမနဲ့အထိအဲ့ဒီလူကိုစောင့်နေခဲ့ကြရပါတော့တယ်မနဲ့ကြတော့လူသက်သမားကတက်တီကိုအသက်ရှင်နေတာတွေးလိုက်ရတဲ့အခါတအားစိတ်ဆိုးပြီးအကြံတစ်ခုထပ်ဆွဲပါတော့တယ်ခဏကြာတော့သူကသူ့တငယ်ချင်းကိုဟောဗျာမြစ်ဘေးကနေကိုဘက်ကိုလာနေတဲ့တိုင်းရင်းသားတိုက်ခိုက်ရေးသမားတွေအများကြီးပဲဗျာဒီတော့ဂါဆာလဲကြောက်လန့်ပြီးဂျွန်ကိုဘာလို့ရမလဲမေးရောပေါ့ဂျွန်ကတော့အသက်ရှင်ခြင်းရင်အခုချက်ချင်းထွက်ပြေးဖို့အတင်းပြောတယ်ဒါပေမဲ့ဂါဆာကကပတိန်ကိုဂတိပေးထားတာမို့သစ္စာမဖောက်နိုင်ဘူးတဲ့ကပတိန်နေကောင်းတဲ့အထိစောင့်ရှောက်မယ်ဒါမှမဟုတ်တည်သွားရင်တော့ကောင်းကောင်းမွန်မွန်မြေမြုပ်ပေးမယ်လို့သူပြောခဲ့တာလေဒီတော့ဂျွန်ကအသက်လိုချင်ရင်ထားခဲ့ပြီးသွားဆိုပြီးကပတိန်ကိုတွင်းထဲထည့်မြုပ်ပစ်ဖို့အထိလုပ်ပါလေရောဒါပေမဲ့ဂါဆာကဒါကိုမလုပ်ဖို့တားဆီးလိုက်တဲ့အခါဂျွန်လဲစိတ်ဆိုးမှန်ဆိုးနဲ့သူ့တယောက်တည်းထွက်သွားပါလေတော့တယ်နောက်ဆုံးမှာတော့ဂါဆာကကပတိန်ကိုတောင်းပန်စကားပြောပြီးရေဘူးတဘူးဘေးနားထားခဲ့ကသူကိုယ်တိုင်လဲအဲ့ဒီနေရာကနေအလင်းအမြန်ထွက်ခွာသွားပါတော့လေဗျာခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာတွေနဲ့ပြည့်နေတဲ့ဒီလူကြီးဟာသူ့သားရဲ့အလောင်းသားရောက်ဖို့အတင်းယုံကန်ပြီးတွားသွားခဲ့တဲ့သားအလောင်းကိုဖတ်ပြီးတော့လဲစိတ်မကောင်းခြင်းကြီးစွာနဲ့အာရပါရငိုကြွေးနေခဲ့တယ်ဗျာဒီနောက်မှာတော့ဘလို့ပဲဖြစ်ဖြစ်သားအတွက်အဆုံးအစွန်ထိလက်စားချေမယ်လို့ခိုင်မာစွာဆုံးဖြတ်လိုက်တယ်ဗျာပြီးတာနဲ့သူ့ရဲ့ပစ္စည်းလေးတွေကိုအာတင်းစုဆောင်ပြီးတရွေ့ရွေ့ဆက်လက်ထွက်ခွာလာခဲ့တာပေါ့ခီးလန်းမှာမြစ်တစင်းကိုတွေးတော့ရေငက်ညက်နဲ့တောက်ဖို့ကြိုးစားခဲ့ပေမဲ့လေပင်တန်ရာကြီးကနေရေတွေကပြထွက်လာခဲ့ရောဒါကိုသူကမဟာဗျူဟာကြကြနဲ့တနက်ရမ်းမုံတွေတုံးပြီးဒဏ်ရာကိုမိရှို့ပစ်ပြီးကုသလိုက်တာပေါ့ဗျာဒီလိုဒဏ်ရာကိုကုသပြီးတဲ့နောက်မှာတော့ကြောက်ဆောင်ကွယ်မှာခဏနာရင်အနာဂတ်အတွက်အစီအစဉ်တွေကိုစတင်ဆွဲတော့တာပေါ့ဒီအချိန်မှာပဲပိုလူဆိုးတွေသူ့ကိုမြုပ်ခဲ့တဲ့နေရာကိုလူတိုင်းအဖွဲ့တစ်ဖွဲ့ရောက်လာခဲ့ပြီးပြိုတွေးတွေးလိုက်တော့မျိုးနွယ်စုကောင်းဆောင်ကလူရှိတယ်ဆိုတာသိသွားပြီးလိုက်ရှာတော့တာပေါ့ဗျာအဲ့ဒီအခါဂလာဆာသူတို့ကိုမြင်တော့ပုံဖို့စူးစမ်းပေမဲ့တယောက်ကတွေ့သွားပြီးဝိုင်းတိုက်ကြတော့တာပါပဲဒါပေမဲ့ဂလာဆာဘလို့မှလုံးမရတဲ့အစုံမြစ်ထဲကိုခုန်ချပြီးအသက်ဘေးကလွတ်အောင်ပြေးရတယ်ဗျမြစ်ထဲမှာတော့တစ်လုံးတစ်လုံးအကူညီနဲ့မျောရင်းနေရာတစ်ခုကိုရောက်လာခဲ့တယ်အဲ့ဒီမှာအဝတ်စားတွေလဲမီးဖို့ပြီးနည်းနည်းနားလိုက်တော့ညတောင်ရောက်သွားပါပြီခဏနေတော့ဂလာဆာမီးပုံကိုကြည့်ရင်းမီးနာသွားလာတဲ့အခါလူတစ်ယောက်ကတားကောင်သားစားနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီလူကဂလာဆာကိုမြင်တာနဲ့မြားကိုတန်းပြီးလှမ်းချိန်လိုက်ပါတော့တယ်ဒါပေမဲ့ဂလာဆာသူဘာမှမလုပ်ဘူးဆိုတာကိုရှင်းပြဖို့စူးစမ်းရတော့တာပါပဲကဲဒီလူကြီးကသူ့ကိုဘာမှမလုပ်ပဲအစာပဲကျွေးချင်နေတာတဲ့ဗျာဒါကြောင့်အစာတွေပေးလိုက်တော့ဒီကောင်လေးပိုက်ပြေသွားတာပေါ့ဒီတစ်ခါမြင်ကွင်းမှာညစာစားနေတဲ့သူနှစ်ယောက်ကိုတွေ့ရပါတယ်ဗျာတယောက်ကတော့ဟိုဘက်မှာသူတို့ကိုတယောက်တည်းထားခဲ့တာမဟုတ်သေးဘူးလို့ထင်ကြောင်းပြောပါတယ်နောက်တစ်ယောက်ကတော့ငြိမ်ငြိမ်နေပြီးစားပြီးရင်အဲ့လိုပြောလိုက်တာပေါ့နောက်နေ့မနေ့ရောက်တော့တယောက်ကအိယာနိုးတော့လိန်ထားမှန်းရိပ်မိသွားပါလေရောဗျာဒေါသတကြီးတနက်နဲ့ချိန်လိုက်ပါတော့တယ်နောက်တစ်ယောက်ကလည်းဟုတ်တယ်မင်းကိုလိန်ခဲ့တာပဲအဲ့ဒီမှာမသေးချင်ဘူးလို့ပြန်ပြောပါတယ်ပြီးတာနဲ့တနက်ကိုလူယူလိုက်ပြီးသူ့နဲ့အတူလိုက်ခဲ့ဖို့ထပ်မံပြောလိုက်တာပေါ့ဗျာကဲဒီတစ်ဖက်မှာတော့အိတ်နေတဲ့တယောက်ရဲ့ဒဏ်ရာတွေကိုဟိုလူကတွေ့သွားတယ်ဗျာနှိုးပြီးမင်းပါဖြစ်တာလဲဘလို့လုပ်ဒီဒဏ်ရာတွေရလာတာလဲလို့မေးပါတော့တယ်ကဲဒီတစ်ခါတော့ဒဏ်ရာတွေနဲ့လဲနေတဲ့လူတယောက်ကိုတွေ့တော့နောက်ထပ်လူတယောက်ကဘာတွေဖြစ်ခဲ့တာလဲလို့စူးစူးဆန်းဆန်းစမေးတော့တာပေါ့အဲ့ဒီမှာဒဏ်ရာရထားတဲ့သူကဝက်ဝံကိုက်ခံရတာသူ့အဖေကသူ့သားကိုတက်ပြီးပစ်ထားခဲ့တာလို့ရှင်းပြတယ်အဲ့ဒီတော့မေးတဲ့လူကလည်းသူ့မိသားစုတွေရန်သူလက်ချက်နဲ့အသက်ခံခဲ့ရတာမို့လက်စားချေဖို့တောင်ဘက်ကိုသွားနေတာလို့ဖွင့်ပြောလာတယ်ဒီလိုနဲ့သူကဒဏ်ရာရထားတဲ့သူကိုသူ့နောက်လိုက်ဖို့ကန့်လန့်လိုက်တာပေါ့ဒီလူလဲသဘောတူလိုက်တော့သူတို့နှစ်ယောက်အတူခီးဆက်ကြပါတော့တယ်ခီးဆက်ရင်နဲ့ဒဏ်ရာတွေ
ကအရန်ဆိုးပြီးပုတ်နေတာကိုမေးတဲ့လူကသတိထားမိသွားတယ်မြန်မကူရင်တေသွားနိုင်တယ်လို့လည်းသတိပေးလိုက်တယ်ဒီလိုနဲ့သူတို့နှစ်ယောက်ခီးဆက်ကြရင်ရုတ်တရက်ကြီးစီးနှင်းမုန်တိုင်းကြီးတစ်ခုကပြင်းပြင်းထန်ထန်ဝင်ရောက်လာပါတော့တယ်ကဲသူတို့တွေဘလို့တွေဆက်ပြီးရင်ဆိုင်ကြော်ဖြတ်ကြမလဲဆိုတာကတော့ပထမဆုံးအနေနဲ့ဒီအမျိုးသားနဲ့ကောင်လေးကတနေရာကိုရောက်လာပြီးခဏနာလိုက်ကြပါတယ်အမျိုးသားကြီးကတစ်သားတွေအများကြီးခွဲပြီးတဲရှင်တစ်လုံးဆောက်လုပ်ပေးပါတယ်ပြီးတော့ဒဏ်ရာရထားတဲ့ကောင်လေးရဲ့ဖန်စတန်ရာတွေကိုလည်းမျက်တွေနဲ့ဖုံးပေးရင်းဂယူးဆိုင်ကူတာပေးခဲ့တာပေါ့ဒီတစ်ခါတော့ဟိုဘက်မှာဂျွန်နဲ့ဂီစာတို့သူတို့ရဲ့မျိုးနွယ်စုစီပြန်ရောက်ရှိနေပါပြီခေါင်းဆောင်ကြီးနဲ့မတွေ့ခင်ဂျွန်ကဂီစာကိုငါတို့ပါဆက်ဖွင့်လိုက်တာနဲ့မနှက်ဖြန်မိုးလင်းတာနဲ့အသက်အန္တရာယ်ကြီးကြီးမားမားရှိနိုင်တယ်ဒါကြောင့်ဘသူကိုမှတခုံးမှမပြောဖို့ပိုကောင်းတယ်ဆိုပြီးတွေ့ဝက်ချက်ကိုထိမ့်သိမ်းထားဖို့တတိပေးလိုက်ပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်လုံးမျိုးနွယ်စုခေါင်းဆောင်စီရောက်သွားပြီးဂျွန်ကအမှန်တိုင်းမဟုတ်ပဲလိန်ပြောပါတော့တယ်ဒီကောင်လေးဂီစာဟာတတိအပြည့်ရှိပြီးခီးတစ်လျှောက်သူ့ကိုအများကြီးအကူအညီပေးခဲ့ကြောင်းအားရပါရပြောပြတာပေါ့ခေါင်းဆောင်ကြီးကလည်းဒါကိုသဘောကျပြီးနှစ်ယောက်စလုံးကိုဒေါ်လာ100စီစုချလိုက်ပါတယ်ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ glass တယောက်မနဲ့မိုးလင်းတော့သူ့အဖော်မတွေ့တော့ဘူးရှေ့ဆက်တက်သွားတော့တစ်ပင်ပေါ်မှာကျိုးဆွဲချတည်နေတဲ့သူ့အဖော်ကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်အရှိကိုကြည့်လိုက်တော့တခြားမှုဆိုးဖွဲ့တွေကရွာကောင်းဆောင်သမီးကိုမတရားကျင့်နေတာမြင်လိုက်ရတာပေါ့တယောက်ကမိန်းကလေးကိုမတရားကျင့်နေတော့ glass တနက်ထုတ်ပြီးအဲ့ဒီလူနာထင်ကိုတိတ်လိုက်တယ်ပြီးတော့မိန်းကလေးကိုဓာတ်မြောင်ပေးပြီးမြင်းသွားယူဖို့ခဏကင်ထားခိုင်းလိုက်တယ်ဒါပေမဲ့မိန်းကလေးကအဲ့ဒီလူရဲ့လိန်ရင်ကားကိုဖျက်ပစ်လိုက်တာပေါ့အဲ့ဒီအခါကြံတဲ့မူဆိုးတွေရောက်လာပြီး glass ကိုဝိုင်းတိုက်ကြတယ် glass ကလည်းပြန်တိုက်ရင်းသူ့အသက်ကိုကယ်ဖို့ထွက်ပြေးခဲ့ရတယ်ညရောက်နောက်တနေ့မနက် glass အိတ်နေတော့ဒီတခါတော့ glass တယောက်ထပ်ပြီးတိုက်ခိုက်ခံရပြန်ပြီးပြ glass လည်းသူတို့ကိုပြန်တိုက်ရင်းမြင်းနဲ့ထွက်ပြေးတော့တာပေါ့ဒီမှာပဲလမ်းဆုံးပြီးမြင်းရောသူရော6ထဲပြုတ်ကြပါလေရော glass ကတော့နှင်းနေကြလို့အသက်မသေးပေမဲ့မြင်းကတော့အဲ့နေရာမှာပဲတည်သွားတာပေါ့နော်အေးတန်ကာကွယ်ဖို့သူတည်သွားတဲ့မြင်းရဲ့ဥတွေထုတ်ပြီးအထဲမှာပဲတညလုံးဝင်နေလိုက်တော့တာဗျနောက်နေ့မနက်ကျတော့သူ့ခီးကိုဆက်ပြန်တာပေါ့ဒီအချိန်မှာပဲပြင်သစ်စစ်သားတယောက်က Captain Harris ကိုအကူအညီလာတောင်းတာတွေ့ရတယ်ဗျသူ့လက်ထဲမှာရက်ဆွပိုင်နဲ့ရေဘူးတပူပါလာတာပေါ့အဲ့ဒီရေဘူးက glass နဲ့ထားခဲ့တဲ့ရေဘူးဖြစ်နေတော့ရက်ဆွလဲဒါကိုတွေ့တော့ Captain ကိုချက်ချင်းပဲကြောင်းကြတော့တာပေါ့ဗျဟော့အသက်ရှင်နေတော့မဲဆိုတော့ Captain တို့လိုက်ရှာဖို့ထွက်လာခဲ့ကြတယ်ရှာရင်းဟော့အစား glass ကိုတွေ့ပါလေရော glass ကအမှန်တိုင်းအကုန်ပြောပြတော့ Captain လည်းအံ့ဩဝမ်းသာဖြစ်သွားတယ်ဒါပေမဲ့ရွာပြန်ရောက်တော့ဂျွန်ကဒေါ်လာတွေအကုန်ယူပြီးထွက်ပြေးနေတာကိုတွေ့ရတယ်ဒီတော့ glass ကဂျွန်ကိုလိုက်တက်ဖို့ဆုံးဖြတ်လိုက်တော့တာပေါ့နောက်နေ့မနက်မှာ Captain နဲ့ glass တော်တဲ့ဂျွန်ကိုလိုက်ရှာကြတယ်တနေရာရောက်တော့ glass က Captain ကိုတစ်ဖက်သူကတစ်ဖက်ကနေဝင်ရှင်းမယ်လို့ပြောတယ် Captain တစ်ဖက်ကနေသွားနေတော့မထင်မှတ်ပဲဂျွန်က Captain ကိုပြစ်ပြီးထွက်ပြေးသွားပါလေရောအဲ့ဒီနောက် glass တယောက်ပရိရေကျွဲနဲ့အစီအစဉ်တစ်ခုဆွဲလိုက်ပါတယ်တစ်သားချောင်းကိုအကူညီယူပြီး Captain အလောင်းကိုမြင်းပေါ်တင်ကကိုယ်တိုင်ကအလောင်းလိုမြင်းတကောင်ပေါ်လဲလျောင်းပြီးအယောင်ဆောင်လိုက်တာပေါ့သူ့အစီအစဉ်လဲအောင်မြင်ပါတယ်ဂျွန်ထွက်ခါနီးမှာအဝေးကနေအဲ့ဒီအလောင်းကိုလှမ်းပစ်ချလိုက်တယ်အလောင်းကိုလာကြည့်မှ Captain မှန်းတီးပြီး glass ပြန်ပစ်တော့တာပါပဲဂျွန်ထွက်ပြေးပေမဲ့ glass ကလိုက်ပစ်ရာကနေသူ့လက်မောင်းကိုထိမှန်သွားခဲ့ပါတယ်ဒီနောက်မှာတော့ပစိန်နဲ့ဓားတွေကိုအသုံးပြပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ကြရင် glass ကဂျွန်ကိုမြစ်ထဲတွန်းချပစ်လိုက်ပါတော့တယ်မြစ်တစ်ဖက်ကန်းကရွာသားကောင်းဆောင်ကဂျွန်ကိုတက်လိုက်တာနဲ့ glass ရဲ့လက်စားချေမှုအောင်မြင်သွားခဲ့တာပေါ့ကံကောင်းတာကသူတို့နဲ့တူရွာသားကောင်းဆောင်ရဲ့သမီးလေးပါလာတာကြောင့် glass ကိုဘာမှမလုပ်ဘဲထားခဲ့ကြတာပါဒီလိုနဲ့ glass ရဲ့လက်စားချေခြင်းလည်းပြည့်စုံသွားပြီးဇက်ကားလေးကဒီမှာပဲပြီးဆုံးသွားပါပြီငယ်ချင်းတို့ရေဒါကတော့ရဲစွမ်းတတိတီးခံမှုနဲ့စွန့်စားရဲမှုတွေရဲ့အတိတ်ပဲအစစ်အမှန်ကိုပြသခဲ့တဲ့ရင်းနှင်းပွဲရာဇလန်တစ်ပုဒ်ပါပဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like လုပ်ပေးဖို့ဒီဇက်ကားတွေကဘယ်ပိုင်းကိုအကြိုက်ဆုံးလဲဆိုတာ comment မှာပြောပြပေးဖို့မမေ့ပါနဲ့အောင်တော့နောက်ထပ်စိတ်လှုပ်ရှားစရာရှင်သန်မှုဇက်ကားတွေနဲ့ review တွေကြည့်ဖို့အတွက်လည်းကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပေးပါဦးလို့တိုက်တွန်းလိုက်ရပါတယ်နောက်ဆုံးဘာတွေဆက်ဖြစ်မလဲတကယ်ကိုထူးခြားစမ်းကြယ်တဲ့ဇလန်းတွေမလို့ရအောင်ခေါင်းလောင်းလေးနှိပ်ထားတော့နောက်ထပ်ဗီဒီယိုအသစ်တွေနဲ့ပြန်ဆောင်ကြမယ်ကျေးဇူးတင်ပါတယ်ဗျာ